မင်္ဂလာပါကျွန်တော်ခိုင်းကြီးပါဒီနေ့ဂေယန်ဆန်းတောင်မနေ့စောစောတောင်တက်တာပါခုတော့ပြန်လာပါပြီ sunrise ကိုသွားကြည့်ရအောင်နော်ကင်မရာလည်းဘက်ထရီကတိတ်မကျန်တော့ 20% လောက်ပဲကျန်တော့မနက်ခင်း sunrise ကြည့်တာဒါပထမဦးဆုံးတွေ့ကြုံလာတယ်တကယ်ကိုအေးပြက်ခံပြီးတော့သွားကြည့်ရတကယ်ကိုကြည့်ရကြုံနဲ့တယ်လို့ပြောရမယ်အပေါ်မှာပေါ်ကြီးကနေမနက်စောစောနေမထွက်ခင်နေထွက်တဲ့အချိန်ထိကြည့်ရတဲ့ view ကတော်တော်မိုက်ပါအဲ့ဒီ feeling ကစိတ်ကိုလန်းဆန်းစေစားစရာလေးတွေသွားတယ်ခေါက်ဆွဲလေးတွေရင်းနှီးဘူးထည့်သွားတယ်ခေါက်ဆွဲပေါ်မှာကျတော့ရင်းနှီးလေးနဲ့ခေါက်ဆွဲလေးပြုတ်စားတယ်မုံလေးတွေလည်းထည့်သွားတယ်ကော်ဖီလည်းပါကော်ဖီလည်းတောက်ရင်းပေါ့အဲ့ဒီ feeling လေးကတော်တော်မိုက်ပါခုတော့ပြန်နေပါပြီအတက်တော့ sunrise ကိုမိမှာဆုံးလို့ဆိုပြီးတော့ညမြန်တက်ရင်းနဲ့ဘာပုံမှန်တော့ရိုက်ခဲ့လိုက်နော်ဟိုကတော့အေးစေးပြန်ပါပြီဟုတ်တော့ရှေ့ပေါ်လာပေါ်ကျစ်ဟိုနောက်မှာတော့မော်ဒယ်မားအကျူးမားဒါပါပဲ